အားလုံးပဲမင်္ဂလာပါပိုတော်တဲ့ကလေးလေးတွေဖြစ်အောင်ဝိုင်းဝန်းပြောထောင်ကြရအောင်ဆိုရဲဒီ podcast အစီအစဉ်လေးကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့ဘဝမှာမရှိမဖြစ်လို့အတဲ့အချက်စကေးတစ်ခုဖြစ်တဲ့အချိန်ကိုစီမံခန့်ခွဲခြင်းဆိုင်ရာစကေးကိုကလေးတွေကိုငယ်ငယ်လေးကဘယ်လိုသင်ပေးနိုင်လဲဆိုတော့နဲ့ပတ်သက်ပြီးပြောပြပေးသွားပါမယ်အခုလိုမျိုး social media တွေနဲ့ပုံများပြီးတော့အနောက်အရှက်တွေများလဲဒီခေတ်ကြီးမှာမိမိကိုမိမိစီမံခန့်ခွဲနိုင်တဲ့မိမိရဲ့အခြေအနေကိုစီမံခန့်ခွဲနိုင်တဲ့လူကသာပို့ပြီးတော့အကျိုးရှိတာတွေလုပ်ဖြစ်ပြီးတော့ပို့ပြီးအရှိရောက်တဲ့လူဖြစ်မှာပါဒါကြောင့်မလို့ဒီလို skills မျိုးကိုအသက်ကြီးတော့မှသင်တန်းတွေတက်ပြီးတော့သင်ယူရတာမျိုးမဟုတ်ဘဲနဲ့ငယ်ငယ်ကလေးတွေကဘယ်လိုမျိုးသင်နိုင်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီအချက်10ချက်လေးနဲ့ပြောပြပေးတော့ပါမယ်အဲ့တော့ number 1မှာကကြတော့ဘာလုပ်ပေးရမလဲဆိုရင် modeling လုပ်ပေးရမယ်เนาะကလေးကိုအချိန်စီမံခန့်ခွဲတတ်တဲ့သူဖြစ်အောင်သင်မဲ့မိဘတယောက်ကသူကိုယ်တိုင်ကစီမံခန့်ခွဲတဲ့သူဖြစ်ချောင်းကိုစံပြအရင်ပြရမယ်ပေါ့နော်နောက်ပြီး daily routine တွေဖန်တီးပေးရမယ်နောက် number 3မှာဆိုရင်expectations တွေ goals တွေကိုတည်တည်ချာချာချမှတ်ပေးရမယ်နောက် number 4မှာဆိုရင်မြင်သာတဲ့aids လေးတွေဆိုတော့အမ planner တို့ calendar တို့မှာရေးပြတာတွေရေးမှတ်တာတွေလောက်ခိုင်းရမယ်နောက်ပြီးလို့ရှင်ဘယ်ဟာကို prioritize လုပ်ရမလဲဆိုတော့ဘယ်ဟာကိုဦးစားပေးပြီးတော့လုပ်ရမလဲဆိုတာတွေကိုသင်ရမယ်နောက်ပြီးလို့ရှင် time block လုပ်တာပေါ့နော်အချိန်ကို block လုပ်တတ်အောင်လို့ဒါပါလဲဆိုတာကိုရှင်းပြပေးမယ်နောက်နံပါတ်9မှာဆိုလို့ရှင်အနောက်အချက်တွေကို distress လာလုပ်မဲ့အရာတွေကိုဘယ်လိုမျိုး limit ထားမလဲကန့်သတ်ထားမလဲဆိုတာနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်နောက်နံပါတ်10မှာကျတော့ဒီ reward ပေးမယ်ချီးကျူးမယ်ဆုချမယ်ဒါဒီလိုမျိုးဒီပန်းလေးတွေဘယ်လိုလေးသုံးရမလဲဆိုတာနဲ့ပတ်သက်ပြီးပြပြပေးသွားပါမယ်နံပါတ်9မှာကျတော့ reflect ပြန်လုပ်မယ် adjust ပြန်လုပ်မယ်ကိုပြန်သုံးသပ်မယ်ပြန်ညှိယူမယ်ဒါမျိုးတွေလုပ်မယ်ပေါ့နော်နောက်နံပါတ်10မှာဆိုရင် breaks and downtime เนาะအဲ့တော့ဘယ်လို break ထားပြီးလုပ်ရမလဲเนาะဘယ်လိုအချိန်တွေကိုခွဲချမ်းစိတ်ပြပြီးတော့လုပ်ရမလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့ဘယ်လိုသင်မလဲဒါတွေကိုပြပြပြီးတော့မှာဖြစ်ပါမယ်ဖြစ်ပါတယ်အဲ့တော့ number 1ကလေးကနေစလိုက်ရအောင်เนาะအဲ့တော့ number 2မှာကသူကဘာလဲဆိုတော့ model good time management အဲ့တော့ခလေးကိုပြရမယ်เนาะကိုအချိန်ကိုဘယ်လိုမျိုးအကျိုးရှိအသုံးချနေလဲဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာကိုခလေးကိုမြင်အောင်ပြရမယ်เนาะကိုက list လေးတွေဆိုင်ရင် list လေးတွေလုပ်ပြီးအလုပ်လုပ်တတ်မယ်ငါခရီးတစ်ခုသွားလို့ရှင်ဘယ်လိုစရင်းတွေရေးတယ်ဈေးဝယ်ဘယ်လိုစရင်းတွေရေးတယ်နောက်ပြီးတော့ရှင်ဘယ်ဟာကို prior ထားမယ်ဘယ်ဟာကိုဦးစားပေးလုပ်မယ်လုပ်တယ်ဆိုတာတွေပြရမယ်နောက်ပြီးတော့ schedule တွေschedule ဆိုတာဒီschedule ကိုချိန်စီရားတွေဆွဲပြီးတော့ဘယ်လိုမျိုးကပ်ပြီးတော့ဒါအလုပ်လုပ်လဲဒါတွေကိုကလေးတွေကိုပြရမယ်ပြီးရင်လည်း explanation ပြရမယ်ပေါ့နော်ဒါတွေကိုဘယ်လိုမိမိအမေကအဖေကတနေ့တာမှာဒါတွေလုပ်တယ်ဘယ်လိုမျိုးလေးလုပ်တယ်ဒီလိုမျိုးစီမံခန့်ခွဲပြီးလုပ်တာကဘယ်လောက်အရေးကြီးတယ်ဆိုတာကိုကလေးကိုနားလည်အောင်ပြပေးရပါမယ်နောက် number 2မှာကျတော့ daily routine တွေကိုဖန်တီးပေးရမယ်ပေါ့နော်သူတို့ကိုကလေးဆိုပြီးတော့ဘာမှမခိုင်းမနဲ့အိမ်မှာလူတာရအကုန်လှုပ်ပေးနေလို့ရှင်ငယ်တုန်းကတော့ပျော်စရာဆိုပေမဲ့လည်းကြီးသွားတဲ့အခါဒီကလေးကသူများထွက်နောက်ကျကောက်ကျကြံတာမျိုးတွေဖြစ်တတ်ပါတယ်เนาะဒါကြောင့်မလို့ consistency ရှိအောင်ပေါ့နော်တမတ်ထဲလှုပ်တတ်တဲ့လူမျိုးဒါမျိုးဖြစ်အောင်လို့ဒီမှာဆိုရင်သူ့ရဲ့ daily routine တွေကိုကနေ့စဉ်ဘာလုပ်မလဲဘယ်အချိန်မှာအိပ်ရာထားမလဲဘယ်အချိန်မှာထမင်းစားမယ်အိမ်စာလုပ်မယ်အိမ်အလုပ်တွေကိုဘယ်အချိန်မှာလုပ်ရမယ်ဘယ်အချိန်ကစားမယ်ဘယ်အချိန်အိပ်ရာဝင်မယ်ဒီလိုအချိန်လေးတွေတခါတည်းကလေးကိုသတ်မှတ်ပေးထားလိုက်ပေါ့နော် daily routine တွေပုံမှန်လှုပ်ဆောင်တတ်အောင်လို့လုပ်ပေးထားမယ်เนาะအဲ့မှာလဲဒီ routine တွေကိုလည်းကိုယ့်ကိုမိဘကကြိုက်တယ်လို့စီမံပြီးတော့ဒီတိုင်းပဲလုပ်ရမယ်ဆိုတာမျိုးမဟုတ်ဘဲねခလေးနဲ့ဆွေးနွေးပြီးတော့ပေါ့နော်ခလေးကိုယ်တိုင်ဒီ routine ကိုဆွဲတဲ့အခါမှာဖန်တီးတဲ့အခါမှာသူကိုယ်တိုင်ပါဝင်အောင်လုပ်ရမယ်ပေါ့နော်ဒါဆိုရင်ဒါကသူကိုယ်တိုင်ဆွဲတာဆိုတဲ့အသည့်လေးเนาะဒီသူကိုယ်တိုင်ဆွဲတာဖြစ်တဲ့အတွက်သူဒီဟာကိုတာဝန်ကြည့်အောင်လုပ်ရမယ်ဆိုတဲ့အသည့်လေးသူမှာရှိသွားအောင်ခလေးနဲ့အတူတူပေါ့နော်ဒါမျိုးတွေဒီအချိန်မှာမမေတို့သားကိုဒါလောက်ခိုင်းရင်ကောင်းမလားသားရောဒါလောက်ရင်အဆင်ပြေလားဒီလိုမျိုးလေးပေါ့နော်ဒီလိုဆွေးနွေးပြီးတော့ဒီ daily routine တွေတခုအချမှတ်ပြီးတော့နေ့စဉ်လုပ်ဆောင်စေခြင်းဖြစ်လေဒီ time management ကိုပိုကောင်းအောင်သင်ပြပေးနိုင်ပါတယ်เนาะ number 3မှာကျတော့ clear expectations and goals เนาะသူအလုပ်တွေအများကြီးပဲဥပမာ ledger tax တွေပိုကြီးတဲ့အလုပ်တွေရှိတယ်ပိုကြီးတဲ့ project တွေရှိတယ်ဒါမျိုးကိုအများနေပြီအလုပ်တွေကပုံနေပြီဆိုတာမျိုးနဲ့စိတ်ဖိစီးမှာမျိုးမဖြစ်အောင်လို့သူအဲ့အလုပ်လေးတွေကို break down လုပ်ပြရမယ်ခွဲပြရမယ်ဥပမာသူကစာ
vocabulary အလုံး90တက်ဖို့ရှိရဆိုရင်ထိုင်နဲ့ဒီစာတက်ချိန်မှာအလုံး90ထိုင်ကြခိုင်းတာမျိုးမဟုတ်ဘဲနဲ့မနဲ့ထမင်းစားပြီးလို့ရှိရင်เนาะ10လုံးချက်လိုက်နေ့လက်ကြလို့ရှိရင်10လုံးချက်လိုက်ပေါ့ကစားပြီးလို့ရှိရင်10လုံးချက်လိုက်ပေါ့เนาะတီဗီမကြည့်ခင်ဘယ်နှလုံးဒါမျိုးလေးခွဲပြီးချက်လိုက်တဲ့အခါကျရင်ခလေးကပေါ့သွားတယ်ပေါ့เนาะတခြားအလုပ်တွေကိုလည်းဒီလို revision ပြန်တာမျိုးပဲဖြစ်ဖြစ်သူ့ရဲ့အိမ်အလုပ်လေးတွေဒါမျိုးတွေကိုခွဲချမ်းလုပ်တတ်အောင်လို့เนาะခွဲပြီးတော့အလုပ်လေးလုပ်တတ်အောင်လို့ကူညီပြီးတော့သင်ပြပေးရမယ်เนาะနောက်ပြီးလို့ရှိရင်goals တွေချတဲ့အခါမှာလည်းတိကျရမယ်ဟုတ်နော်ဘယ်အချိန်ပါပြီးရမယ်အလုပ်ကလေးတွေကိုပေါ့နော်ဘယ်အချိန်ပါပြီးရမလဲเนาะဥပမာတင်ချာကိုဒီမှာတင်ချာအင်စာတွေကိုညစာမစားခင်မှာပြီးရမယ်เนาะအဲ့တော့ဒီနေ့ပြီးအောင်လုပ်ဖို့ဆိုတာမျိုးလည်းမဟုတ်ဘဲနဲ့เนาะအချိန်ကိုတမတိတိကျကျเนาะခွဲပြီးတော့သူ့ရဲ့ goals လေးတွေဒီချိန်မှာဒါပြီးရမယ်ဒီချိန်မှာဒါပြီးရမယ်ဆိုတာမျိုးလေးလုပ်တတ်အောင်လို့သင်ပြပေးရင်ပို့ပြီးတော့ကောင်းပါတယ်เนาะ number 4မှာ use visual aids เนาะအဲ့တော့မြင်ရတဲ့အထောက်ပံ့တွေပေါ့เนาะဥပမာ calendar တွေ planners တွေဒါမျိုးလေးတွေကိုကလေးကိုကလင်နာမှာဒီနေ့ရက်ဆွဲမှာဘာလုပ်ရမလဲဒီနေ့ရဲ့ဘယ်နှစ်နာရီမှာဘာလုပ်ရမလဲအဲ့ဒီအလုပ်လေးကိုသူကိုယ်တိုင်ရေးစီမယ်ချရေးစီမယ်เนาะပြီးလို့ရှိရင်ဒီ schedule လေးကိုကတ်ထားမယ်ပေါ့เนาะကတ်ထားမယ်ဒါထောင်ထားမယ်ဒါမျိုးလေးလုပ်ပေးမယ်သူမြင်ရတယ်ပေါ့เนาะနောက် visual timers เนาะအဲ့တော့ time ကဘယ်လောက်အရေးကြီးလဲဆိုတော့ကိုသူတို့ကိုမြင်အောင်သိအောင်လို့အတွက်ပေါ့เนาะဒီတစ်ခုလုပ်တဲ့အခါကြလို့ရှင်เนาะတိုင်မာလေးတွေထားပြီးတော့လုပ်မယ်เนาะအဲ့တော့ဘယ်အချိန်ဘယ်လောက်ကြံပြီလဲเนาะဥမာတင်ချာကိုrevision ပြန်ဖို့အချိန်ဘယ်လောက်ရလဲ timers ပေါ့เนาะဒါမှမဟုတ်လဲဖုန်းသုံးမယ်ဆိုလို့ရှိရင်တိုင်မာပေးထားလိုက်เนาะအဲ့တော့ကစားမယ်ဖုန်းခင်းကစားမယ်ဆိုရင်ဘယ်လောက်တိုင်မာဘယ်လောက်ပေါ့เนาะအပြင်မှာထွက်ကစားမယ်ဆိုရင်ဘယ်နှမိနစ်နေအိမ်ပြန်လာခဲ့ဒီလိုတိုင်မာလေးတွေပေးပြီးတော့เนาะလုပ်ပေးရမယ်နော် teach prioritization ပေါ့နော် prioritization ဆိုတာကဒီဦးစားပေးပြီးတော့လုပ်တတ်တဲ့အကျင့်လေးကိုသင်ပေးရမယ်ပေါ့နော်အဲ့တော့ဘယ်ဟာကိုဦးစားပေးရမလဲအလုပ်တွေအများကြီးပုံနေပြီဆိုလို့ရှိရင်ကိုကချရေးခိုင်းလိုက်ပေါ့နော်အဲ့တော့အစာပဲဖြစ်ဖြစ်အိမ်အလုပ်ပဲဖြစ်ဖြစ်တခြားသူ့ရဲ့သင်တန်းတွေပဲဖြစ်ဖြစ်ချရေးခိုင်းလိုက်ပြီးတော့ဘယ်အိမ်စာကိုအရင်ထပ်မှာလဲเนาะဘယ်ဟာကကိုမကျွမ်းကျင်ဆုံးအရာဖြစ်မလဲဒါမျိုးလေးတွေခွဲထုတ်ပြီးတော့အဓိကထားပြီးလုပ်ရမယ့်အလုပ်တွေကိုအရင်လုပ်စေတာမျိုးပေါ့နော်လွယ်တာလေးတွေအရင်လုပ်ပြီးတော့ခက်တာတွေကတော့စိတ်ပြီးတော့မလုပ်ချင်တော့များခက်တာကြီးတွေတော့ပုံနေတာဒါမျိုးတွေမဖြစ်အောင်လို့ဘယ်လိုမျိုးလေးဦးစားပေးပြီးလုပ်မလဲဆိုတာလေးကိုလည်းသူ့ကိုဝိုင်းစဉ်းစားခိုင်းပြီးတော့သူ့ကိုလုပ်ခိုင်းမယ်ပေါ့နော်နောက်ပြီးလို့ရှိရင်list လေးတွေလုပ်မယ်အလုပ်တစ်ခုလုပ်ပြီးဆို list လေးတွေလုပ်မယ်ပြီးလို့ရှိရင်သူ့ရဲ့ဦးစားပေးအလိုက်စီထားလိုက်မယ်နောက်ဘယ်ဟာရင်လုပ်ရင်ကောင်းမလဲဘယ်ဟာကိုဦးစားပေးလုပ်ရင်ကောင်းမလဲဆိုတော့စီထားပြီးတော့တစ်ခုချင်းလုပ်ရလို့ရှိရင်အလုပ်ကပိုပြီးတယ်ပေါ့နော်ဒါကလည်းစီမံခန့်ခွဲမှုဆိုင်ရာစွမ်းရည်မှာလိုအပ်တဲ့စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်အဲ့တော့နံပါတ်6ကိုသွားကြရအောင်နံပါတ်6မှာကျတော့ time block လုပ်တာနော်အမြဲတမ်းအလုပ်တွေကိုဒီမျိုးအချိန်ညစတိုက်ပေးပြီးတော့လုပ်ခိုင်းနေပြန်ရင်လည်းဒါကလေးကိုနှိပ်စက်ရကြတယ်ပေါ့နော်အဲ့တော့ဒီမှာ time slots လေးတွေလုပ်ခိုင်းတာအဲ့တော့တိကျတဲ့အချိန်တတ်မှတ်ပြီးတော့ဗောနော်ခုနကတိုင်မာနဲ့အတူတူပါပဲเนาะအဲ့တော့ different activities တွေမတူညီတဲ့အလုပ်တွေလုပ်တဲ့အခါမှာတစ်ခုတည်းမှာနစ်မြုပ်သွားတာမျိုးပေါ့နော်တစ်ခုတည်းကြီးကြီးစိတ်ဝင်စားတော့လုပ်ပြီးတော့စိတ်ဝင်စားတဲ့ဟာကျကိုင်တော့မကိုင်ထိတော့မထိဒါမျိုးတွေမဖြစ်အောင်လို့မျှတတာအိမ်အလုပ်တွေကောနော်ဒီကစားတာကောအိမ်စာကောမျှတတာဖြစ်အောင်လို့ခုနကလိုတိုင်မာလေးပေး time slot လေးပေးပြီးတော့သူ့ကိုလုပ်ခိုင်းမယ်ဆိုရင်ပိုကောင်းပါတယ်နော်အဲ့မျိုးဆော့ချင်လည်းဒီနေ့ချက်တလောက်ဆော့စိတ်ကောင်းဝင်နေတဲ့အချိန်ပေါ့နော်နောက်နေ့ကျတော့ဆော့နေရလားဆိုပြီးရိုက်တာမျိုးတွေမလုပ်ဘဲနဲ့ပေါ့နော်ဒီလိုတိကျကျအချိန်သတ်မှတ်ပေးထားတာမျိုး time slot လေးတွေလုပ်ပေးထားမယ်ဆိုရင်ပိုကောင်းပါတယ်နောက်ပြီးတော့ multitasking เนาะတစ်ချိန်တည်းမှာဆော့ကျင်တလောက်ဆော့ပြီးတော့မှထမင်းတွေစားပြီးတော့မှစိတ်ပြီးတော့မှအိမ်စာကိုညဘက်ကျမှအုံလိုက်ကျင်လိုက်ထလုပ်တာမျိုးပေါ့နော်ဒါမျိုးတွေမလုပ်မိအောင်နော်နောက်ပြီးတော့အိမ်စာလုပ်နေဘေးနားမှာ TV ကြည့်နေတယ်
နော် TV ကြည့်နေတယ်တရှင်းသားထောင်းနေတယ်ဒါမျိုးတွေအကုန်လုံး multitasking လုပ်တာမျိုးတွေကိုရှောင်ရှားတတ်အောင်ငယ်ငယ်တည်းကသင်ပေးထားရမယ်နော် emphasize the importance of focusing one task ကိုလုပ်နေတဲ့အလုပ်တစ်ခုနော်တစ်ချိန်တည်းမှာတစ်ခုပဲလုပ်အဲ့ဒီတစ်ခုပဲ အာရုံစိုက်ပေါ့နော်ခုနလိုအစီအစဉ်တကြတာသူ့ရဲ့ဦးစားပေးအစဉ်လိုက်စီတာလို့ရှိရင်တခြားလုပ်တွေခေါင်းထဲမဝင်လာဘူးပေါ့နော်ဒါအဲ့လိုမျိုးမစီတာလို့ရှိရင်တစ်ခုလုပ်နေတော့ငါဟိုကလေးလုပ်ရင်ကောင်းမလားဟိုကလေးဟိုလုပ်ရင်ပို့အဆင်ပြေမလားနဲ့ခေါင်းမှာတွေးဝေးတာတွေမဖြစ်တော့ဘူးပေါ့နော်ပို့ပြီးတော့အလုပ်ကို quality ရှိရှိ efficiency ရှိနဲ့လုပ်တတ်လာတာပေါ့နော်ဒါမျိုးကိုအလုပ်ကိုပို့ပြီးစွမ်းရည်စီစီနဲ့လုပ်တတ်အောင်တစ်ချိန်ထဲမှာတစ်ခုပဲလုပ်တဲ့တစ်ခုပေါ်မှာအာရုံစိုက်တတ်အောင်လို့တွေကသင်ပေးထားရပါမယ်နောက်နံပါတ်9 limit distractions ခုနကလိုပဲပေါ့နော်နှောက်ယှက်ပေးတဲ့အရာတွေကိုရှောင်ရှားပေးရမယ်စာလုပ်တဲ့နေရာမှာနော်အတန်ဆူတာတွေကလေးကတော့ကလေးကိုတော့စာလုပ်ခိုင်းပြီးတော့ဒီTV တွေဖွင့်လာမယ်နော်စကားတွေကြည်ပြောနေမယ်ဒါမျိုးတွေမိဘတွေကလည်းမလုပ်ရသလိုကလေးတွေကိုလည်းဒီအနှောက်အယှက်တွေကိုသူတို့ကိုယ်တိုင် short တတ်အောင်လို့လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ဒီ quiet and distraction free environment လေးကိုသူတို့ကိုဖန်တီးပေးထားရမယ်เนาะအဲ့တော့တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ဒီအနှောက်အယှက်ကင်းတဲ့ပတ်ဝန်းကျင်လေးတစ်ခုပေါ့เนาะအဲ့တော့အဲ့လိုလှုပ်ချင်အားပြည့်သူတို့ရဲ့ဒီ concentrations အာယုံစူးစိုက်မှုတွေเนาะအာယုံစိုက်မှုတွေနောက်ပြီးတော့ဒီအိမ်လုံးတဲ့ခါမှာအာယုံစိုက်နိုင်တာပေါ့เนาะဒါမျိုးလေးတွေလုပ်ပေးမယ်ဆိုရင်နောက်ပြီးတော့ boundaries ထားနိုင်ရမယ်เนาะအဲ့တော့ screen time ကိုလည်းအကြိုက်ပေးသုံးတာမျိုးတွေဒါမျိုးတွေမလုပ်ရဘူးเนาะဘယ်အချိန်မှာနော်ရက်ရမယ်ဘယ်အချိန်မှာသုံးရမယ်ဆိုတာတွေကိုသတ်မှတ်ပေးတာမယ်တခါတည်းเนาะနောက်ပြီးတော့လုံတာနဲ့စာလောက်တာနဲ့ပေါ့နော်အဲ့တော့အဲ့ကြားထဲမှာတခြား distractions တွေမဝင်အောင်လို့တခြားအနှောက်အယှက်တွေမဝင်အောင်တခြားဖုန်းတွေဂိမ်းနေမဝင်အောင်လို့တခါတည်း boundary ချထားရမယ်ဆိုတော့ကိုကစာလုံးနဲ့ကိုပင်ထဲလေးမှာဖုန်းလေးချထားတယ်ပေါ့နော်ဒီလိုလုပ်ရမှာမဟုတ်ဘူးဝေးထားမယ်ဒါမှမဟုတ်ပိတ်ရင်ပိတ်ထားမယ်နော်ဒါမှမမြင်တဲ့နေရာမှာကိုယ်ရဲ့စာကြတဲ့တိတန့်နေရာမှာပေါ့နော်အဲ့တော့အဲ့ယာကြီးထဲမှာစာကြနေရဆိုဒါ boundary မရှိတာပေါ့နော်ကိုစာလုပ်တဲ့အချိန်ဆိုလို့ရှိရင်အဲ့ယာနဲ့ဝေးနေမယ်နော်ဒီဖုန်းနေနဲ့ဝေးနေမယ်အဲ့လိုမျိုးလေးနေတတ်အောင်လို့ခါတယ်ငယ်ငယ်လေးကလေ့ကျင့်ပေးထားရပါမယ်။နောက်နံပါတ်8မှာဆို reward and praise နော်အဲ့တော့စုပေးတာမျိုးပေါ့နော်။အဲ့တော့သူ့ကိုဒီ positive reinforcement ဆိုကောင်းတဲ့တွန်းအားလေးတွေသူ့ကိုပေးမယ်။အဲ့တော့ကလေးလေးတွေကိုဒီမျိုးသူတို့အချိန်ကိုစီမံခန့်ခွဲပြီးလုပ်တတ်တယ်။သူတို့အလုပ်တစ်ခုကိုအချိန်မီပြီးသွားတယ်။နော်ကစားရင်းနဲ့မှအချိန်မီ3နာရီခွဲပြန်လာဆို3နာရီခွဲဒေါင်းနဲ့အိမ်ကိုရောက်လာတယ်ဆိုချီးကျူးတာမျိုးပေါ့နော်။တော်တော်အချိန်ကိုစီမံခန့်ခွဲတတ်တာပဲဒီလိုစကားလုံးလေးတွေပေါ့နော်။အဲ့တော့အလုပ်တစ်ခုပြီးသွားပြီဆိုလို့ရှိရင်ဒီနေ့ဒီလိုခွဲချမ်းပြီးလောက်တာဒီလောက်ပြီးသွားပြီဆိုလို့ရှိရင်ကိုကတော်လိုက်တာပေါ့နော်ဒီလိုစကားလေးတွေနဲ့သူတို့ကိုအားပေးရပါမယ်ပေါ့နော်နောက်စုပေးတဲ့အခါမှာလည်းအလုပ်လေးသေးလောက်တာကိုအကြီးစုထားတာမျိုးမလုပ်မိဖို့လည်းအရေးကြီးပါတယ်ပေါ့နော်သူနဲ့တန်ရစုပေးတာမျိုးချီချူတာမျိုးလေးတွေလုပ်ပေးရပါမယ်အဲ့တော့ rewards လေးတွေကို small ပေါ့နော်တိတိလေးတွေပဲပေးရမယ်နော် punishment goals တခုစီမံကောင်းတစ်ခုကိုသူအောင်မြင်သွားပြီဆိုလို့ရှင်ဒီ rewards တေးလေးတစ်ခုပေးရမယ်ဥပမာသူတို့အတွက် game လေးပေးဆော့လိုက်တာမျိုးပို့တဲ့အချိန်မှာပေါ့နော်ဒါမှမဟုတ်လေသူငယ်ချင်းသွားမယ်ဆိုလည်းပေးသွားလိုက်တာမျိုးပေါ့နော်နောက်ပြီးရင်special treat လေးဆိုတော့မဝယ်ကျွေးတာမျိုးပေါ့နော်ဒီတခြားအင်ဂျီဝယ်ပေးတာမျိုးသူလှူချင်တာလေးတွေကိုဒီသူပေးမယ်ဆိုလို့ရှင်ဒီဟာလေးတွေကိုသူစီမံခန့်ခွဲတတ်ဖို့သူကိုယ်တိုင်ကြိုးစားသွားပါလိမ့်မယ်နောက်ပြီးတော့ reflect and adjust เนาะအဲ့တော့ check-in ကို regular လုပ်ပေးရမယ်เนาะပုံမှန်လုပ်ပေးရမယ်ဆိုတာအဲ့တော့ကလေးတွေကဒီမှာလွယ်အိတ်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်သူအချိန်စီအားတိုင်းထည့်ထားရဲ့လားနော်သူတို့အိမ်စာတွေပြီးရဲ့လားသူတို့လုပ်ရမယ့်အလုပ်တွေကိုအချိန်မီလုပ်ထားရဲ့လားအကြောင်းငါပေးလိုက်တဲ့စာတွေရောပြီးရဲ့လားဒါမျိုးလေးတွေကို check-in အမြဲလုပ်နေရမယ်เนาะ check-in လေးလုပ်ပြီးတော့သူတို့လိုအပ်တာရှိရင်လည်းကိုကဖြည့်ပေးမယ်ပေါ့နော်နောက်ဒီအလုပ်လုပ်တဲ့အခါမှာလည်းကလေးရဲ့လိုအင်နဲ့သူဘာကိုပို့ပြီးတော့ဘလို့ပို့လို့ရင်ကောင်းတယ်လို့ပြောပြရလို့ရှိရင်ကိုကလည်းလိုက်ရော်ပေးတာမျိုးပေါ့နော် flexible ဖြစ်ပေးတာမျိုးအဲ့လိုမျိုးပဲနဲ့ဒီချိန်မှာဒါလုံးမဖြစ်နိုင်တာရုပ်ခိုင်းတာမျိုးတွေတော့မလုပ်ရဘူးဒီသူပြောင်းလွယ်ပြင်လွယ်ဒါမျိုးလေးဒီအချိန်မှာအဆင်မပြေဘူးဆိုလို့ရှိရင်လည်းဒါပြောင်းပေးမယ်ပေါ့နော်နောက်တစ်ချိန်ကိုပြောင်းပြီးလုပ်နော်ဒီလိုမျိုးလေးတွေကလေးကို
support ပေးရမယ်เนาะဒီနီလန်းလေးတွေကိုလည်းပို့ပြီးကောင်းတဲ့ကလေးနဲ့ light ဖတ်တဲ့နီလန်းတွေကိုကိုက adjust လုပ်ပေးရမယ်လိုက်ညှိပေးနေရမယ်ပေါ့เนาะတစ်ချိန်လုံးမရအောင်လုပ်ဆိုတာမျိုးမဟုတ်ဘဲနဲ့လိုက်ပြီးတော့သူတို့ရဲ့လိုအင်းလေးတွေသူတို့ရဲ့ဆန္ဒလေးတွေသူတို့ဖြစ်ချင်တာလေးတွေနဲ့လိုက်ညှိပြီးတော့လုပ်ပေးရမယ်အဲ့တော့နောက်ဆုံးတစ်ချက်မှာဆိုရင်breaks and downtime เนาะအဲ့တော့ schedule breaks your study လုပ်နေတော့မှာပေါ့เนาะသူတို့ဘန်းနောက်ဖြစ်လာတယ်เนาะအဲ့လိုလုံနေတဲ့တအားကြီးစိတ်နှစ်လို့လည်းမရတော့ဘူးပြင်မန်းလာပြီးဒါမျိုးဆိုလို့ရှိရင်သူတို့ကိုအတင်းစွလုပ်ခိုင်းတာမလို့နဲ့ breaks ပေးတယ်မယ်เนาะ schedule ကိုကအချိန်ကြီးဆွဲပြီးဆိုတဲ့အားမျိုးလေး break လေးတွေထားပြီးတော့ဆိုရင်ပို့ပြီးတော့ work smart ဖြစ်တယ်ပေါ့နော် work hard နဲ့ work smart နဲ့မတူဘူးเนาะအရင်အားသွန်ခွန်ဆိုင်အလုပ်ကြိုးစားပြီးခြေကုပ်လက်ပံကြတာမျိုးတဲ့နောက်ကိုက15မိနစ်လေးတစ်ခါလှုပ်လိုက်15မိနစ်လေးတစ်ခါလှုပ်လိုက်ခွဲပြီးတော့အဲ့လိုလှုပ်လိုက်ရေလေးတောက်လိုက်2မိနစ်စားလိုက်နော်စာပြန်လှုပ်လိုက်ဒါမျိုးလေး breaks လေးထားပြီးတော့နော်လုပ်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့energy ပို့ပြီးတော့ရတယ်ပေါ့နော်ရိုင်းဘန်နောက်ဖြစ်တာမျိုးမဖြစ်တော့ဘူးเนาะသူတို့ကိုဒီ down time လေးထားဖို့အတွက်เนาะ down time ဆိုတာကကိုဘာမှမလုပ်ဘဲနဲ့နားတယ် relaxation ဖြစ်တဲ့အချိန်ပေါ့เนาะခေါင်းထဲမှာဘာမှမရှိတော့ပဲသူတို့လုပ်ချင်တဲ့ activity သူတို့ပုံဆွဲနေလဲဆွဲမယ်သူတို့ကစားရင်လည်းကစားမယ်တောင်းပါစာအုပ်လေးဖတ်ခြင်းဖတ်မယ်ဘာမှမလုပ်ဘဲနဲ့အိတ်ချင်လည်းအိတ်မယ်ပေါ့เนาะဒီလို down time နေထည့်ပြီးတော့လောက်တတ်အောင်လို့เนาะတချို့ကလေးတောင်လည်းကြိုးစားတယ်ဟုတ်တယ်ဒါပေမဲ့လည်းလောဘကြီးနဲ့ပေါ့เนาะလောဘကြီးနဲ့ပြိုင်ဆိုင်လို့စိတ်ကြီးနဲ့ကြိုးစားပြီးတော့ငိုကြိုပြီးတော့ဒီလိုမျိုးဆိုရင်လည်းဒါ time management မကောင်းလို့ပြောလို့ရတယ်ပေါ့เนาะ time management ဆိုတော့ကိုပေါ့ပါနဲ့အလုပ်နေတယ်လို့တော့မထင်ရပဲနဲ့လုပ်တတ်အောင်ပေါ့เนาะဒါမျိုးလေးအလုပ်ပေါ်မှာမငြင်းငွေတော့အောင်ဒါမျိုးလေးလုပ်တတ်အောင်ငယ်ငယ်ကလေးကနေပြီးတော့သင်ကြားပေးထားရပါမယ်เนาะဒါမျိုးလေးသင်နေဆိုလို့ရှိရင်ကလေးတွေရဲ့ဘဝမှာလည်းဒီ time management skill လေးတွေတက်လာမယ်သူတို့အချိန်ကိုဘယ်လိုအကျိုးရှိအသုံးချမလဲเนาะသူတို့ကိုယ်တိုင်ဒီ question စိတ်ပြပြီးလုပ်တဲ့အလုပ်လေးတွေမှာကျွမ်းကျင်လာမယ်ဒီလိုမျိုးကလေးတွေကနောက်ပိုင်းကြလို့ရှင်เนาะသူတို့အလုပ်တွေဘယ်လောက်ပဲပုံဘယ်လောက်များလုံးတဲ့အလုပ်တွေပဲဖြစ်เนาะလုပ်ငန်းခွင်မှာstress တွေကပြီးလာမှာပဲလေเนาะဒီ stress တွေကိုဘယ်လိုကင်တွယ်ရမလဲဘယ်လိုဖြေရှင်းရမလဲသူအလုပ်တွေပြီးတဲ့အခါမှာဘယ်လိုလုပ်ရမလဲကိုတတ်တာအောင်ဘယ်လိုနည်းလမ်းလေးတွေနဲ့เนาะလုပ်ပေးရမလဲလေးလာတင်ယူရမယ်ဆိုတာကိုတက်မြောက်တဲ့ကလေးတွေဖြစ်သွားပါလိမ့်မယ်เนาะဒီလိုကလေးလေးတွေဖြစ်အောင်ပြုစုပေးရင်လည်းပိုတော်တဲ့ကလေးလေးတွေမွေးမြူထားရအောင်ပါနားထောင်ပေးတဲ့အရောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ဒီနေ့ရဲ့ podcast လေးကိုဒီမှာပဲရန်နာကုန်ပြုပါ